ကြားလို့ရှိရင်မခံနိုင်ဘူးသူစိတ်ရောပါလို့ဖြစ်တယ်မပြောတော့ဘူးရှင်အဲ့တော့ကိုယ်အနားလေးလူရှိလို့ရှိရင်စိတ်ထဲရှိတာကိုပြောကြည့်လူတွေကလောကဓာတ်တရားနဲ့တွေ့လာတယ်နော်ဘယ်သူဖြစ်ဖြစ်တော့လောကဓာတ်နဲ့တွေ့ရတယ်ပြောကိုပြောချင်တာစိတ်ထဲမှာယုံမထားချင်ဘူးယုံထားရတာအောင့်ထားရတာအမှန်တန်ဘယ်မှနဲ့ဆင်းရဲအဲ့တော့ပြောချင်နေနဲ့ငါပြောတာကိုနားလည်ပါမလားဆိုတဲ့တန်တရားရှိပြောလိုက်ရင်တော့နည်းနည်းနဲ့အထင်များတေးသွားမလားတော့ပြုံးတဲ့တူကိုထင်မလားသူ့မိယောက်ျားတွေမှာဒုက္ခထုံကြည့်ဒီမကြီးတွေကတော့ကိုယ်စိတ်ထဲမှာတခုခံစားရတယ်ပြတ်ဖို့တော့ပြောမိုးစရာရှိငိုပလိုက်တမျိုးပေါ်သွားတယ်ယောက်ျားတွေမှာတော့မလို့လည်းမဖြစ်ဘူးပြောလို့တော့မဖြစ်တယ်လို့ဖြစ်နေပြောရင်ကိုပဲမလီဒီကိစ္စလေးများနော်ယောက်ျားကြီးမှကြီးဖြစ်ပါရဲ့နဲ့ဒါတော့လေးမှမခံနိုင်ဘူးလားနော်တော့ကြည့်ပြောတာတော့ပဲညံ့လားဒီလိုကပြောခံတတ်တယ်နော်ဘယ်နှခါမှခံပြီးတော့မသိဘူးခံရလူများပါတယ်နော်ယောက်ျားပဲအဲ့တော့ယောက်ျားတွေမှာစိတ်သက်ခံစားရတာဥမှုလည်းနဲ့ပြောခွင့်မရဘူးဟန်နဲ့ထိန်းတာတင်းတာတကယ်ကြီးမပြောမှဆိုတော့မှတကယ်ချင်းကမှနားလည်ပါမိသားစုကိုပြောမှဆိုတော့မိသားစုကနားလည်ပါအထင်များသိပါမလားအဲ့လိုတွေးတတ်တယ်နော်အဲ့လိုတွေးနေရတော့စိတ်ကမှဆင်းရဲနေပုံနဲ့အကယ်၍များကိုယ်တကယ်ကိုချင်းစာနေတဲ့သူကိုယ်တကယ်နားလည်နေတဲ့သူမိတ်ဆွေကောင်းရှိမှဆိုကိုယ်အိမ်မှာရှိတဲ့မိသားစုတွေပင်နေနော်ဘာလို့မဆိုကိုယ်မလည်းရိုးရိုးသားသားမထင်မရှားမနဲ့ပြောနိုင်တဲ့ဆက်ဆံရေးပုံစံရှိခဲ့မှဆိုရင်ရှိနေမယ်ဆိုရင်တခြားမှာတော့ရှာရတော့ဘူးကိုမိသားစုကိုပြောနေမှာအဖြစ်တဲ့လူဖြစ်တယ်ငါတို့ပြောနေတယ်ငါတို့ခံစားနေပြောလိုက်လည်းပဲကိုယ်ကြောင်တာပြောင်းတာပြောတာဒီလားမလုပ်ပဲနဲ့တကယ်လေးလေးနဲ့နားလေပြီးတော့ကိုချင်းစာနေတနေ့လောက်လည်းပဲအားပေးနေတာလည်းအားပေးနေအဲ့လိုဆိုရင်ပြောလိုက်ရတဲ့အတွက်ကြောင့်ပဲစိတ်ထဲမှာတော်တော်လေးငြိမ်းချမ်းစိတ်ထဲမှာထုတ်လိုက်ရလို့ရှိရင်စိတ်ကတမျိုးရှင်းသွားတာနော်တမျိုးရှင်းသွားတဲ့အခါကျမှစိတ်ထဲမှာ space တစ်ခုရတာတယ်တော့ကဖြစ်စီရစိတ်ချင်းရစရာတစ်ခုခုတွေးနေတဲ့အခါမှာစိတ်ကမအားနောက်ထပ်သူ့ကိုပြောတော့မှထည့်စရာနေရာမရှိဘူးဖြစ်နေတယ်နော်သူ့ခွက်ကအပြည့်ပြည့်လို့ထည့်လိုက်မဟုတ်ဘူးသူစိတ်ထဲရှိတာကိုထုတ်လိုက်ရတဲ့အခါမှာစိတ်ကတမျိုးတက်လာတော့စိတ်မှာအားသွားလို့ဖြစ်သွားတယ်အဲ့ဒီခါမှာသူ့အကြံဉာဏ်ပေးရင်အဲ့ပေးတဲ့အကြံဉာဏ်သူစိတ်ထဲဘောင်းမှာရောက်တယ်ပြောလိုက်ရလို့စိတ်ကျဉ်းသွားတဲ့အခါမှာကိုယ့်အကူပြန်စဉ်းစားရင်မှငါကဲငါပြဿနာဖြေရှင်းတော့ပြေးပြီးတော့ပြည်လည်တော့ဖြေရှင်းလို့ရတယ်မရဘူးစဉ်းစားလို့ရတော့တယ်နော်တော့လောကဓာတ်တရားအခက်ခဲတာတချို့ပြဿနာတွေကအေးစိတ်ဖြေရှင်းရသွားတာပါပဲတချို့ပြဿနာတွေကတော့ဖြေရှင်းလို့လည်းမရဘူးအသက်ကြီးလို့အိုလာတာဘယ်လိုလုပ်ဖြေရှင်းဘယ်လိုမှမရဘူးလက်ခံလိုက်ရတာတော့ကိုကစိတ်တက်ခိုင်မာလို့ရင့်ကျက်လို့ရှိရင်ဖြည့်ရှင်းနိုင်တာကိုလည်းဖြည့်ရှင်းလိုက်ပြီးတော့ဖြည့်ရှင်းလို့မရတော့ကြတော့ဒါကိုတော့ငါလက်ခံမှဖြစ်နေဆိုတော့တိတိလက်ခံနေတာ acceptance သိရကြည့်တာအဲ့လိုလက်ခံနိုင်ပြီဆိုလည်းစိတ်ကတည်းကအေးချမ်းတော့မိတ်ဆွေကောင်းရှိဖို့အင်မတန်ရည်ကြည်တယ်မိတ်ဆွေကောင်းမရှိရင်ရောက်တဲ့ကြည့်ကိုခါနေတော့ဘာလို့မှမသိတော့မိတ်ဆွေကောင်းရင်ခါဆိုတော့အဲ့ဒီပြီးတော့တော့ဟုတ်တယ်နောက်မှလေးစီတရားလည်းအများအားထုတ်နေတယ်ဆိုတော့အရင်တုန်းကလည်းတရားထုတ်တယ်နဲ့ပတ်သက်ပြီးတော့ပြောခဲ့မှုကလေးတော်လေးနားယူနေပါပြီနော်အခုလည်းစဉ်းစားစရာလေးနေအရင်တုန်းကသိပြီးသားတွေပါမေ့နေမှာတချို့ဟာတွေနော်အဲ့တော့မေ့နေတာတွေပြန်ပြီးတတိပေးလိုက်တယ်ပါမသိသေးတာလေအထူးဆန်းနေပြောချာတကယ်တော့မရှိတော့လောက်ပါပဲများတော့ပြန်သိပြီးသားလေဒီနေ့ပြောချင်တာငင်းချမ်းဖို့လည်းပတ်သက်တဲ့အကြောင်းအရာလေးပဲပြောရအောင်နော်စောစောကပြောတယ်ဒီ
ပါဠိလိုတန်တိလို့ခေါ်တဲ့ဒီစကားလုံးလေးကနော်သူ့အဓိပ္ပာယ်ကိုဟိုကတေချာရင်ပြတ်တက်လို့ရှိရင်ဒီတန်တိဆိုတာလေးကိုကြားလိုက်တာနဲ့သူ့မို့စားရမှာဖတ်လိုက်ရတာနဲ့စိတ်ထဲမှာချက်ချင်းနဲ့ငြင်းချမ်းမှုဖြစ်လာတယ်အလေးချင်းလောက်တာဖြစ်တယ်Nothing, absolutely nothing, is as precious as your peace of mind. အားလုံးအင်္ဂလိပ်လိုနားလည်နေကြတယ်ကြွန့်ကျင်နေတယ်ဒီပဲတော်တော်ယူပါရှင်းပါစိတ်ရဲ့ငြင်းချမ်းမှုတော့တန်ဖိုးရှိတဲ့အရာတစ်ခုမှမရှိပါဘူးဒါတော့ဘုရားပဲတက္ကမကြီးကပြောတယ်နော်အရင်တော့တက္ကကြီးကစိတ်တိတ်တူတယ်ကာမောင်းသွားနေဒေါသကြီးပောက်ခွဲတယ်အခုတော့တရားတလေးနဲ့တိပြီးတော့မှတ်ပြီးကာမောင်းသွားလို့ရနေတယ်နော်မနေ့ကလိုင်းတော့လမ်းမှာအဲ့ဒါလေးပြောရတာဒီကာမောင်းလေးနဲ့မဟုတ်ဘူးလေးနဲ့တီးတော့အေးအေးဆေးဆေးမောင်းလိုက်တယ်ဘေးကကားကြီးကကြော်သွားခြင်းသူတို့ရေးကြည့်လို့သူတို့ကမမြတ်တာကငါထားဘူးလမ်းပေးလိုက်တယ်သူလမ်းလူပြီးတော့အဲ့လိုဆိုရင်ကိုယ်စိတ်ကလေးအေးချမ်းနေမှာပဲနော်အဲ့တော့ငကူကဒီအေးချမ်းနေတဲ့စိတ်ကလေးကိုဘာမှမဟုတ်တဲ့ဘေးကကားမောင်းတဲ့လူတယောက်ရဲ့အပြုတ်မှုကြောင့်အပြစ်ခံလိုက်တာစဉ်းစားကြည့်နော်ဒါလေးကိုတတိယရဖို့လိုတာနော်တိတ်ခက်တာမဟုတ်ဘူးနော်ကိုယ်စိတ်လေးကိုပြန်ရင်ကစိတ်ကလေးအေးချမ်းဟောဘေးကကားတစ်စီးအတင်းလူပြီးမောင်းတက်သွားတယ်ဒေါသဖြစ်သွားတယ်ငါအေးချမ်းမှုသူကထင်နေလို့ရနေပါလားသူများဟာငါအေးချမ်းမှုအချိန်ကြီးဖြစ်စီလို့ရနေတယ်ပါလားစဉ်းစားကြနော်အဲ့လိုဆိုရင်ငါဘောဟာဒီလိုလိုက်ဖို့ဟုတ်တာပြန်စဉ်းစားလို့ကောင်းတယ်နော်ငါစိတ်ကိုသူများထင်နိုင်လို့ရနေရင်လိုတဲ့လိုကောင်းငါလုံးဝမလွတ်လပ်တယ်ဒီပေါ်တယ်နော်ရှင်းတယ်တော့ကိုယ်စိတ်ကိုကြည့်လို့ငါရဲ့စိတ်ချမ်းသာမှုသူတစ်ပါးလည်းကူနဲ့ဖြစ်စည်းလို့မရသင့်ဘူးရနေတယ်ဆိုမကောင်းဘူးနော်အဲ့တော့ကိုယ်တည်းလေးနဲ့ကိုယ်ညာလေးနဲ့ကိုယ်စိတ်ကိုကြည့်လို့ပြီးအောင်ထားမယ်ဆိုရင်စိတ်ကိုမွေးမှန်းအဲ့တော့ nothing, no? Absolutely nothing is as precious as your peace of mind. တခါမှတတိမထားမိဥပမာတရားဓမ္မကိစ္စကိုလည်းပဲတဏှီလုံးဒေါသတဏှီကုံဒေါသနဲ့ပတ်ကွန်းတယ်ဒါတင်းစိတ်ထဲမှာဒေါသတွေစူပတ်တဏှီကုံသွားနေတာတတိမထားဖြစ်တယ်တရားဓမ္မတွေဖြစ်တာဒါတော့ငါရဲ့တဏှိတာစိတ်အေးချမ်းမှာဟိုဝိတရားနဲ့ပျက်စီးခံမှာဆိုတန်တာလားလုံးဝမတန်ဘူးနော်ထို့တူပဲတစ်ထောင်နဲ့ပေါ့တန်ဘူးတစ်တောင်းနဲ့လည်းမတန်ဘူးကိုယ့်ရဲ့ငြိမ်းချမ်းမှုဘာနဲ့မှမလဲဘာအတွက်လဲမှပျက်စီးခံနေခံထက်တော့ဘာပဲဖြစ်လာဖြစ်လာကိုယ်စိတ်ကိုတတိထားကြည့်ပြန်မငြိမ်းချမ်းရှုမှတ်မှာပဲLiberty includes peace of mind. Liberty ဆိုတာလွတ်လပ်မှုဆိုတာစိတ်ရဲ့ငြိမ်းချမ်းမှုပါမှဖြစ်တယ်။စိတ်ရဲ့ငြိမ်းချမ်းမှုမပါလို့ရှိရင်အဲ့လွတ်လပ်မှုဘာမှတည်းမရှိဘူး။အဲ့တော့ခုနကပြောစနာကြည့်လောဘကြောင့်ငြိမ်းချမ်းတာလည်းရှိတယ်နော်။လောဘအကြီးကြီးဖြစ်လာပြီးတခုခုလိုချင်တယ်မရရင်စိတ်ကိုပြန်ကြည့်ငြိမ်းချမ်းလာဆိုတော့ငြိမ်းချမ်းဘာဖြစ်နေလဲဆိုတော့စိတ်ကိုလောဘကဝင်ပူထားတယ်ဘယ်လိုပြောရလဲရပါတော့တင်စားလို့ပြောမှဆိုရင်စိတ်ကိုလောဘကပူထားအဲ့တော့လောဘရဲ့ဒီလိုဝင်ပူထားတာကိုခံရလို့လောဘခံသမျှကိုမနာမနေလုပ်နေရတဲ့လူပါလောဘတည်းလို့ခေါ်တာနော်ဒီတော့လောဘလုံးလုံးကင်းလို့ဖြစ်လာဆိုတော့တောတာပန်တော့မကင်းတက္ကရာကလည်းမကင်းအဲ့တော့မကင်းတော့ဘာလို့မလဲဆိုတော့ဒီလောဘဖြစ်လာတာကိုပဲတတိယနဲ့သိချပြီးကြည့်ရငါလိုချင်တဲ့ဖြစ်ချင်တဲ့ကိစ္စဟာတကယ်လိုအပ်သလားအဲ့ဒါကိုနားလည်နေကြည့်ရတကယ်လိုအပ်တယ်ဆိုရင်တော့လည်းရအောင်လုပ်နေစိတ်အေးအေးနဲ့လုပ်
တော့ဒီကိစ္စလေးငါဖြစ်ချင်တဲ့အစဉ်ပြေနေလို့ခြင်းတယ်တော့ငါလူချင်းတဲ့ကိစ္စဟာငါ့အတွက်အကျိုးရှိသလားသူများအတွက်အကျိုးရှိလားတစ်ဖက်မျှပါချင်းချင်းစဉ်းစားလိုက်အောင်ကိုယ့်အတွက်အကျိုးရှိအောင်မတရားတဲ့နည်းနဲ့လုပ်လိုက်လို့ဆိုရင်ကိုမတရားတာတော့သိတယ်တိတာကိုဖုံးဖို့တူတာဘာကိစ္စမရှိပါဘူးကွာဒီနေ့လည်းဘယ်လိုလုပ်နေတာပါအဲ့လိုဖုံးဖို့တူတာနော်ဘလောက်ပဲဖုံးဖို့တူတာမတရားတာလုပ်မိရင်ငင်းချမ်းတော့peace of mind ရှိတော့လူတိုင်းရဲ့အစ္ဆဒတဏ္ဍာပါအမှန်ကိုသိတယ်တရားလူကြီးတရားရှိသူတော်လည်းလို့များကိုယ်ကမုန်းတယ်လို့ထားတယ်ကိုယ်စိတ်ကပြည့်နေတယ်ချက်တယ်ကိုယ်စီရက်ချတယ်မင်းတော့မဟုတ်တယ်လို့ကြီးအဲ့လိုဆိုရင်စိတ်ကမအေးချမ်းတော့စိတ်ထဲမှာ conflict ဖြစ်လာပဋိပက္ခဖြစ်လာအဲ့လိုလောဘဖြစ်လာတဲ့ခါမှာလည်းပဲစိတ်ကိုပြန်ကြည့်ပြီးတော့ငင်းချမ်းကိုပြန်ထားမှာငင်းချမ်းတဲ့စိတ်နဲ့စာဝတ်နေတဲ့အစဉ်ပြောင်းရှာတယ်။ဒါကြောင့်ဆိုခန္ဓာဝင်ရှိတယ်မရှာလို့မဖြစ်ဘူး။ဒီများကြည့်ထားမှာမဟုတ်ဘူး။ကိုယ်မှလည်းတာရီသမီးတောင်းနေနိုင်ရှိ။တိုးတော့ပူလောင်တဲ့စိတ်ကြီးနဲ့တော့မရှာဘူး။ငင်းချမ်းတဲ့စိတ်နဲ့ရှာ။ဒီလိုတရားဓာတ်လေးနဲ့တနည်းကြလုံးတွိုင်းနိုင်ရောင်းဝယ်မှာနော်ကျင့်သုံးနေကြတဲ့အထုံးတဲ့တပည့်တွေကဒီမှာဓမ္မလာပါသူလည်းပြောတာတရားဓာတ်လေးကတ်လို့အရောက်ဝင်တဲ့ပတ်သက်တဲ့ကိစ္စပြောရမှာတော့မှတိတ်ကလေးကြီးကြီးနေအေးချင်းချင်းပြုတ်တဲ့ပြည့်နေတာစဉ်းစားလို့သမီးလိုက်တာလောဘကြီးနေမလို့လောဘကြီးလို့လည်းပဲမှားတတ်တယ်လင်ကားတာလေးတော့များတယ်လောဘမကြီးလို့အဲ့လိုမှာဘာပဲဖြစ်လာနော်ကိုယ်စိတ်ကိုပြန်ကဲခတ်ပြီးတော့ငင်းချမ်းတဲ့စိတ်နဲ့ပဲအများကြီးဝါမယ်နော်ဆိုတော့ဒေါသကြီးနေလည်းပဲဒေါသကစိတ်ကိုဝင်ပူးထားရလို့ကျွန်တော်အဲ့စိတ်ကမလွတ်လပ်ဘူးအေးချမ်းတယ်လွတ်လပ်တော့ဆိုတော့ကိုယ့်ကိုယ်ပြန်မေးကြည့်တော့ငါဟာလွတ်လပ်တဲ့လူဟုတ်တယ်လားငါဟာလွတ်လပ်မှုတကယ်လို့ခြင်းလို့ဟုတ်တယ်လားဟုတ်တယ်ဆိုရင်ငါလူကြီးနဲ့လွတ်လပ်မှာဘယ်လိုလွတ်လပ်မှုလဲငါပြောနေတာကိုပြောရအဲ့ဒီမှာကိုလို့ရအဲ့လိုလက်မှုလို့လားလို့မဟုတ်ရင်ကြည်လင်အေးချမ်းပြီးတော့ငြိမ်းချမ်းနေတဲ့လက်မှုလို့လားဘယ်လိုမှဆိုတာမင်းတို့အတိတ်ကိုကောက်လို့ရတာနော်ကိုလိုချင်တဲ့လွတ်လပ်မှုကဘယ်လိုလွတ်လပ်မှုလို့လဲဆိုတာသိချာသိဖို့လိုမသိလို့ရှိရင်လွတ်လပ်မှုစိတ်မဟုတ်တာကိုလွတ်လပ်မှုအစိတ်ကိုထင်ပြီးတော့ဒေါသရည်နဲ့လောဘရည်ကြောက်တော့မှာအဲ့ဆိုလွတ်လပ်တဲ့သူဖြစ်သွားတယ်အဲ့လိုပဲမာနလည်းဖြစ်တတ်တယ်နော်သူစက်တန်းလာတယ်ငါစက်တန်းငါအရင်တော့သူတို့ကမလို့ဥမာသူတို့ကမလို့ဖြစ်သွားလို့အဆင်ပြေနေလို့သူတို့ကဒီဘဝမှာမာနကြည့်နေကြတာငါလည်းငါပြီးဆက်တာပါဒီလိုဖြစ်တတ်တယ်နော်ကိုကတာရင်လည်းပဲမာနဖြစ်လို့သူကတာလို့ရင်လည်းပဲအဲ့တော့ကြည့်ပြီးတော့မာနဖြစ်ပြန်ပြီလို့နော်ငါကပြီးဆက်မှာတော့လို့အရင်တော့သူတို့ကဘယ်လိုစက်တန်းမှာအဲ့လိုပြန်နိုင်ပြီးတွေးကြတယ်နော်အဲ့လိုတွေးတဲ့စိတ်ကအင်တန်ပူလောင်တဲ့စိတ်အင်တန်ဆင်းရဲတဲ့စိတ်အဲ့လိုဖြစ်တဲ့ခါမှာလည်းကိုယ်စိတ်ကိုပြင်ကြည့်မှာမာနဖြစ်နေတာမလွတ်လပ်တော့အေးချမ်းတယ်ကုသလဆုံးရှုံးသွားတယ်နော်လွတ်လပ်မှုအေးချမ်းမှုကုသလဆုံးရှုံးသွားတယ်မာနအကျဉ်းလို့ရှိရင်မိတ်ဆွေကိုပြတ်တယ်တကယ်ရိုးရိုးသားသားလေးစကားမသက်သာဘူးသူ့ရင်တော့မှမတတ်တာလို့ခံလို့ပြီးတော့ပြောဆိုသက်သာဖြစ်နေမှာပဲဟောင်းတဲ့သက်သာရေးကဣဒ္ဓါတာချီလည်းလို့မရပါဘူး။သူကလည်းကိုယ်ကခါလို့ကိုယ်လည်းကိုယ်ခါလို့